အေးမီဝေဒနာအစားပြတာနဲ့ဒီကိုချင်းကိုတောက်လိုက်တယ်ဒီကိုချင်းကချိန်တိုတွင်းပျောက်ကင်းစေတယ်မြန်မာပြည်သူပြည်သားတန်းပေါင်းများစွာတောက်သုံးနေကြတဲ့ဒီကိုချင်းစီယိုကိုချီရှွာပေးနေတဲ့ပြည်သားအားလုံးမင်္ဂလာပါ2026ခုနှစ်မှာဇာသပတိနေ့ဝေးသူတို့ရဲ့ကံကြမ္မာမှာလမ်းကြောင်းဟောင်းတွေအကုန်လုံးတစ်ဖြည်းဖြည်းရပ်ပြီးတော့လမ်းသစ်ထွင်ပြီးလုပ်နေမယ်မူလစီစဉ်တာတွေအကုန်လုံးကိုဖျက်ပြီးတော့စီစဉ်မှုအသစ်နဲ့ပေါ်ပေါက်လာတဲ့အနေအထားပေါ်မှာလက်လျောညီထွေဆိုတာတို့ရတဲ့ကံကြမ္မာရှိဥတီလိုင်းတိုင်းနေရာတိုင်းမှာအတိုက်ခံရှိမယ်မဖြစ်မနေလုပ်ကံမှုကြောင့်အောင်မြင်မှုကိုရရှိမယ်တောင်ယူရာအမခန္ဓာတွေမလုံနဲ့ကိုလမ်းကြောင်းနဲ့ကိုထိုးဖောက်ထွက်ပြီးအလိုရှိရာကိစ္စကိုဆောင်ရွက်ပါ January လမှာငွေကြေးကကောင်းမယ်အလုပ်စင်ပြေမယ်ကိုညီသူပေါ်မယ် February လမှာလုံသမျှထွန်းပေါက်ပြီးတော့ထိတ်တန်းရောက်လုံနိုင်တဲ့ကံစွတ်တက်တီတွေပေါ်နေတယ်အတိုက်ခံကြားထိုးပေါက်တိုးတက်မယ် March လမှာလုံသမျှနှောင့်နှေးသွားမယ်ဂတိပြတ်တဲ့သူတွေစကားမတီးတဲ့သူတွေကိုရေးကိုယ်ရာကိစ္စကိုလိုက်လံတိုက်ခိုက်နှောက်ယှက်တဲ့သူတွေနဲ့တွေ့တယ်April လမှာတော့ဂျာတိုင်းအောင်စောင်းနှဲမြောက်တဲ့ဘလောက်ခက်တဲ့ကိစ္စမှန်မြောက်ကိုအောင်မြောင်စောရနိုင်တဲ့ကံခွင်လန်းတဲ့အခြေအနေတွေကိုကြုံမယ်မေလမှာတော့မှန်းတာနဲ့လက်တွေ့ကွာတယ်အပျက်စီးအနောက်ဆက်တွေများတယ်အကုန်ကြများတယ်အပြောက်ရှများတယ်ရန်နောက်ဆက်နဲ့လည်းကြုံတတ်တယ်ဂျွန်လမှာတော့ကျမ်းမာရေးအညံ့ရှိတယ်စိတ်ပင်ပန်းဒူပင်ပန်းဖြစ်တတ်တယ်မူလစီစဉ်တာတွေအကုန်လုံးလွဲတတ်တယ်ဇွန်လလမှာထူးခြားစွာကောင်းခြင်းကံနဲ့အကျိုးပေးခြင်းကံတွေပြန်လည်ပေါ်ထွန်းတဲ့မိမိလိုလားချက်ကိုလက်တွေ့ကောက်တဲ့ပေါ်နိုင်တယ်ဩဂတ်လမှာငွေကြေးကံကောင်းမယ်မိသားစုနဲ့ပတ်သက်တဲ့ကောင်းခြင်းကံကြမ္မာရှိမယ်မမျော်လင့်မဲ့အလူကိစ္စဆောင်ရွက်နိုင်နိုင်မယ်ဘာသာရေးကိစ္စဆောင်ရွက်ဖြစ်လိမ့်မယ်စက်တင်ဘာလမှာအောင်မြင်မှုတိုးတက်မှုရဲ့နှစ်သာရမြင့်တယ်လူမျိုးပဲအကျိုးပေးတယ်ခရီးကံကောင်းမယ်အရာဝေးနဲ့ဆက်ဆက်လုပ်ကံမှုအကျိုးပေးမယ်အောက်တိုဘာလမှာနာမည်သိက္ခာထိခိုက်တတ်တယ်လူမှုရေးအရှုပ်ထွေးရှိတတ်တယ်အများကိစ္စလုပ်ကံရင်သူများပြဿနာကိုပြဿနာဖြစ်တတ်တယ်နိုဝင်ဘာလမှာငွေကြေးကံလုပ်ငန်းကံဘဝကံကောင်းခြင်းနဲ့ရည်မှန်းချက်အောင်မြင်ခြင်းတွေကိုရရှိမယ်ဒီဇင်ဘာလမှာကျမ်းမာရေးနဲ့ငယ်ချူကြမယ်ရည်မှန်းချက်တွေကိုနှောင့်နှေးကြံ့ကြောင်လုပ်တဲ့သူတွေနဲ့တွေ့ပြီးတော့စိတ်နှောင့်ယှက်တွေဖြစ်တတ်ပါတယ်။ဒီနှစ်ဒါကာလအတွင်းမှာဇာသပတိနေ့ဗုဒ္ဓနေ့တောက်ကြံနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္ဂနွေနေ့အင်္ဂါနေ့မွေးတဲ့သူများကြောင့်စိတ်နှောင့်ယှက်များတတ်ပါတယ်။အညိုရောင်အစိမ်းရောင်မိခိုးရောင်တို့ကိုအကျိုးပေးတဲ့အယောင်ဖြစ်သုံးဆွဲရမှာဖြစ်ပါတယ်။အရေးကြီးတဲ့ကိစ္စတွေအလုပ်တွေလုပ်တဲ့အခါမှာကိုယ့်ရဲ့တေဇအရာဖြစ်သောအရှိတောင်ရက်ကိုမျက်နာမူရေမိုးသန့်စင်ပြီးကိုယ့်ရဲ့သီရိရက်ဖြစ်တဲ့အနောက်တောင်ရက်ကိုမျက်နာမူပြီးတော့အင်ကြီးဝက်စားတို့ကိုဝစ်ပြီးညာပခုံးရေဝဲဆွပြီးလိုရာကိစ္စဆောင်ရွက်ရင်အောင်မြင်ခြင်းကိုရယူနိုင်ပါတယ်ကျေးဇူးတင်ပါတယ်အေးမီဝေဒနာအစားပြတာနဲ့ဒီကိုချင်းကိုတောက်လိုက်တယ်ဒီကိုချင်းကအေးမီချင်းကိုလုံးဝပျောက်ကင်းစေရလေမြန်မာပြည်သူပြည်သားတမ်းမများစွာတောက်တုံးနေကြတဲ့ဒီကိုချင်း